Hello ဟုတ်ပါဘယ်လောက်ရှုံးမလားရာခိုင်နှုန်းရှုံးတော့Oh shit သူကလည်းမြာ ဘယ်လိုရောင်ဘယ်လိုပဲဝယ်သူမြတ်တာချက်ပြောအခုကကိုကြီးရာကြီးလည်းမလို့ချင်ဘူးဒီဆိုင်နဲ့ကြိုက်အဲ့ကြောင့်မလည်းမရောဘူး ဟုတ်ရှင် ဒီချက်ကိုကြီးလို့ရှိရင်နည်းနည်းဟိုအပြားကြီးကြီးလာမှရမှာအဲ့ဒီပြေးပြေးလေးတွေမျိုးကြိုက်တယ်အဲ့ဒီကတော့ဆက်ပြန်လဲလို့ချစ်ခွင့်ပေးလာခဲ့ပါဒါနေ့ရှင်းမဲ့ပြဿနာ အဲ့ဒီကျိုးပြောနေဘူးဒါဟိုအိတ်တင်းနေတယ်အိတ်တင်းနေဒါလည်းအိတ်တင်းနေပါတယ်နော်အဲ့ငါ့ကိုဘယ်သူကပတ်ဖြစ်နေဟဲ့မို့မနက်ကဆက်တဲ့ကျွန်းလာတယ်ကျိုးဖြတ်တရားတွေပြောရမှာ 2သိန်းခွဲလောက် အဲ့ဒါဒါပဲလား ဟုတ်တယ် 2သိန်းခွဲလောက်အေးရတယ်2သိန်းခွဲလောက်ပဲ2သိန်းခွဲလောက်နဲ့ငါဘာမှလုပ်လို့မရဘူးဒီတိုင်းလေးနေတာမှငါဆွဲရ ဒီနေ့ကျထမင်းစားပြီးစေးတောက်လိုက်မယ်ဟောချက်စစ်လေးပြပြ ဟိုကနေမင်းပြောင်းကြီးမဖြစ်အောင်ဒီကနေဆွဲပါ ပြောက်စေးဒီအမေအုံးကြီးခွဲတော့အုံးကြီးတော့တော့ဖဲအုံးကြီးနဲ့ချုပ်နေလို့ဟောဒီလုံးမှာတယ် အားမဆိုင်ကတော့လုပ်ကြအောင်ခါဖတ်ဖေးရည်နဲ့အုံးကြီးနဲ့ ရှာတော့တယ်အမေကြဟိုနောက်ပြီးရှာတယ်ငါတရားပဲနေမှာမော်လမြိုင်ကနေမှာလာလေးတောင်ခွဲဟုတ်တယ် မှန်ပါပြီ ဒီတစ်စိတ်ပဲလေငါရင်ကိုင်းနဲ့အမဲရောက်နေပြီအဲ့ဒါဟောတော့မင်းတော့စုပ်နေမှာအားမတော့ယူမလားလို့မေးစိတ်တူလာပြီအေးဆော့မြနေကြတော့တောင်းကြော်ရဆုပ်ပြရတယ်ငါပတ်စံအိမ်ကိုတောင်းကိုတော့မယ်မေးလဲမေးချတော့ဒီအစင်ရတဲ့ဟောဟုတ်တာ